ဒေါ်ဆန်းစုကြည်ရဲ့လက်ရှိကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့မြဝတီသတင်းဌာနကမေးမြန်းတော့ဗိုလ်ချုပ်ဇော်မင်းထွန်းကအခုလိုပြန်ဖြေပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့အခြေအနေပေါ့နော်။နောက်ပြီးတော့အပြင်ရုပ်ဖောက်ပွဲကြီးသွားတဲ့အခြေအနေမှာအဲ့ဒါပတ်သက်ပြီးအချက်3ချက်ပဲပြောလဲ။နံပါတ်1ချက်ကတော့ဒေါ်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေကောင်းမယ်။နံပါတ်2ချက်ကတော့ဒေါ်ဆန်းစုကြည်ရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးဒါတလို့ဒီကျမ်းမာရေးဝန်ကြီးဌာနကပါရဂူတွေရောတမ်တော်စေးကနော်စေးတမ်တော်စေးကပေါ်ပါတယ်ဒီကဝိုင်းမင်းပြောတာကျွန်တော်တို့ဒါဦးကြီးဆောင်းဆောင်မှုပေးနေတယ်ဒါဒီစေးနဲ့ပတ်သက်လာပြီးတော့ကျွန်တော်တို့စစ်ဆေးမှုတွေအများအားပြုလုပ်နေပါတယ်ကျမ်းမာရေးကောင်းပါတယ်နံပါတ်3ချက်ကတော့ဒီဒေါ်လာစုကြည်တို့ရဲ့အမှုနဲ့ပတ်သက်ပြီးဒေါ်လာစုကြည်တို့ရဲ့အမှုကနိုင်ငံရေးအမှုဆိုတာအဲကျွန်တော်တို့ကဒါဇဝမှုနဲ့ပတ်သက်တဲ့အားတွေဖြစ်ပါတယ်ဒါပေးလိုက်ဘူးပါလို့ဆွဆွခံတာဖြစ်ပါတယ်ဆွဆွခံတာတော့ကျွန်တော်အနေနဲ့ပြောတာတရားဥပဒေတိုင်းပဲဆက်ဖြစ်ပါတယ်သူပြောထားတဲ့အချက်3ချက်က1ကျမ်းမာရေးကောင်းတယ်2ပါရဂူနဲ့စိတ်ကူးနေတယ်3ဒေါ်ဆန်းစုကြည်ဟာနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးရာဇဝတ်အကျဉ်းသားလို့ပြောသွားပါတယ်ဗိုလ်ချုပ်ဇော်မင်းထွန်းဟာဖြည့်တိုက်တာတွေကိုရှောင်ကွင်းပြီးတော့သူပြောချင်တဲ့ဟာတွေကိုလူတွေရဲ့ခေါင်းနဲ့အတင်းထိုးထည့်ဖို့ကြိုးစားနေတာတွေ့ရပါတယ်ဒေါ်ဆန်းစုကြည်ရဲ့မျက်နှာကိုဘယ်သူမှမမြင်ရတာကြာပါပြီအဲ့ဒါကြောင့်ပြည်သူလူထုအများကဒေါ်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေကိုသိကျင်နေကြပါတယ်ဒေါ်ဆန်းစုကြည်ဘယ်မှာရှိနေတယ်လဲဆိုတာကိုလည်းသိကျင်နေကြပါတယ်ဒေါ်ဆန်းစုကြည်ကိုပါရဂူတွေကကုညီဆောင်ရှောက်မှုတွေလုပ်နေတယ်ဆိုတော့ဘာကြောင့်ကုညီဆောင်ရှောက်မှုတွေလုပ်နေတယ်ဆိုတာကိုလည်းထပ်ပြီးတော့သိကျင်စရာဖြစ်လာပါတယ်ပုံမှန်ကျမ်းမာရေးစစ်ဆေးတဲ့သဘောလားဒါမှမဟုတ်လို့ရှိရင်ယောဂတစ်ခုရှိလို့ပါရဂူတွေနဲ့စေကူတာခံယူနေရတာလားဆိုတာကိုရှင်းရှင်းလင်းလင်းသိဖို့ထပ်ပြီးတော့လိုအပ်လာပါတယ်သူ့အမေဟာအသက်ရှိခြင်းမတောင်မှရှိတော့မယ်လို့လဲသူ့သား Kim Harris ကသူ့ရဲ့စိုးရိမ်ပူပန်မှုကိုထုတ်ပြီးတော့ပြောထားပါတယ်ဒီလိုပြောတဲ့သဘောကသူ့အမေအသက်ရှိသေးတာမှန်လို့ရှိရင်ထုတ်ပြပါလို့စစ်အုပ်စုကိုပြောချင်တာပါပဲဒါကိုစစ်အုပ်စုလည်းသိတယ်ပြည်သူလူထုလည်းအများကသိကြပါတယ်နိုင်ငံတကာကလည်းသိပါတယ်ဒါပေမဲ့စစ်အုပ်စုဟာဒေါ်အောင်ဆန်းစုကြည်ကိုထုတ်ပြရမယ်အရေးကိုခေါင်းမာမာနဲ့တင်းရှောင်နေပါတယ်ဘာကြောင့်တင်းရှောင်နေတာပါလဲအဲ့ဒါလို့တင်းရှောင်နေတဲ့အတွက်ဒေါ်အောင်ဆန်းစုကြည်ကျမ်းမာရေးမကောင်းလို့ထုတ်မပြနိုင်တာလားဆိုတော့စိုးရိမ်ပူပန်မှုဟာပိုပြီးတော့မြင့်တက်လာပါတယ်အဲ့တော့ဖြစ်တန်ကြီးတစ်ခုအနေနဲ့ထည့်တွက်ရမှာကနံပါတ်1ဒေါ်အောင်ဆန်းစုကြည်ကျမ်းမာရေးမကောင်းလို့ထုတ်မပြနိုင်တာဆိုတော့အချက်ပါဒီတက်ဆိုတာလည်းဖြစ်မနေဘူးလို့မပြောနိုင်ပါဘူး Kim Harris ပြောသလိုပါပဲဒေါ်အောင်ဆန်းစုကြည်တိတ်ဆုံးသွားလို့များထုတ်မပြနိုင်တာပါလားဒါကိုလည်းဖြစ်နိုင်ခြင်းနံပါတ်2အဖြစ်ထည့်သွင်းစဉ်းစားပါလိမ့်မယ်ဖြစ်နိုင်ခြင်းနံပါတ်3ကတော့ကျမ်းမာရေးကောင်းနေပါရဲ့နဲ့တမင်ညစ်နေတာကတ်နေတာလည်းဖြစ်နိုင်ပါတယ်မင်းတို့ကဒေါ်အောင်ဆန်းစုကြည်ကိုထုတ်ပြအောင်တမင်ပြောနေလို့ကိုငါတို့ကထုတ်မပြတာကွာဆိုပြီးတော့ညစ်ပတ်တာမျိုးလည်းဖြစ်နိုင်ပါတယ်ဖြစ်နိုင်ခြင်းနံပါတ်4ကတော့ထုတ်မပြနိုင်တဲ့နောက်ထပ်အကြောင်းတစ်မျိုးမျိုးရှိနေသေးတာလည်းဖြစ်နိုင်ပါတယ်ဒေါ်အောင်ဆန်းစုကြည်ဟာနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးရာဇဝတ်မှုအကျဉ်းသားဆိုတဲ့စကားဟာမိခွန်းထဲမှာလည်းပါမနေပါဘူးမပါဘဲနဲ့အဲ့ဒါကိုထည့်ပြောသွားတာဟာထုတ်ပြခြင်းရနဲ့ထုတ်ပြလို့မဖြစ်နိုင်တဲ့အခြေအနေတစ်ခုခုရှိနေလို့သာအကြောင်းပြချက်ရှာပြောသွားတာလားလို့စဉ်းစားစရာရှိပါတယ်တခါတလေကျရင်လဲစေအုပ်စုကဘာမှမဟုတ်ဖ ೇನೆ လဲဝိလေချောင်ဘက်နဲ့မြုပ်ကွက်လို့ဘာလို့တွေတမင်ကိုသူတို့ဇလန်းစင်စတန့်ထွန်ပြီးတော့ကြတော့လောက်တတ်တာမျိုးတွေလည်းရှိပါတယ်အဲ့လိုမျိုးမဟုတ်ဘူးလို့လည်းပြောဖို့ခက်ပါတယ်ရာဇဝတ်မှုအကျဉ်းသားမို့လို့တွေးခွင့်မပေးတာလို့သူတို့ကဆိုလိုတာဆိုလို့ရှိရင်လည်းဒါဟာအတိတ်ပဲမရှိပါဘူးနိုင်ငံရေးအကျဉ်းသားပဲဖြစ်ဖြစ်ရာဇဝတ်အကျဉ်းသားပဲဖြစ်ဖြစ်အကျဉ်းသားအခွင့်အရေးကိုအပြည့်အဝခံစားခွင့်ရှိပါတယ်အကျဉ်းသားအခွင့်အရေးထဲမှာထောင်ဝင်စာတွေးခွင့်ဆိုတာပါပါတယ်လူတက်မှုအကျဉ်းသားတွေတောင်မှထောင်ဝင်စာတွေးခွင့်ရသေးတာပါပဲဒေါ်အောင်ဆန်းစုကြည်ကိုဘာကြောင့်ထောင်ဝင်စာတွေးခွင့်မပေးတာပါလဲဒေါ်အောင်ဆန်းစုကြည်ရဲ့မိသားစုအနေနဲ့လည်းသူကျမ်းမာရေးအခြေအနေကိုသိခွင့်ရှိပါတယ်ဘာကြောင့်အခုလိုသတင်းအမှောင်ချထားတာပါလဲဒါအပြင်ရွေးကောက်ပွဲပြီးသွားလို့အစိုးရပြောင်းသွားရင်လည်းဥပဒေတိုင်းပဲဆက်လုပ်မယ်လို့ပြောသွားပါသေးတယ်ပြောတဲ့သဘောကတော့ဆက်ဖမ်းထားအောင်မယ်လို့ပြောတာပဲလို့နားလည်ရပါတယ်နောက်ဆိုရကဆက်ဖမ်းမဖမ်းဆိုတာဗိုလ်ချုပ်စော်မင်းထွန်းကဘယ်လိုသိပါသလဲအဲ့ဒီစကားကတော်တော်လွန်ပါတယ်သူတို့အစိုးရဖြစ်အောင်ကြိုတင်ညစ်ပတ်ထားလို့သူတို့ပဲအစိုးရဖြစ်လာမှာဆိုပြီးတော့အစိုးရကိုစားပြောနေတဲ့သဘောမျိုးတက်ရောက်နေပါတယ်တကယ်ဆိုလို့ရှိရင်နောက်အစိုးရကဥပဒေနဲ့အညီလွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုလို့ရှိရင်လည်းပေးလို့ရတာပဲမဟုတ်လားဗျာလွတ်ငြိမ်းချမ်းသာခွင့်ပေးတာကလည်းဥပဒေနဲ့အညီပဲမဟုတ်ပါလားအခုသူပြောပုံကဆက်ပြီးတော့ဖန်ထားအောင်မယ်လို့ကြိုပြီးတော့နမိတ်ဖက်ပြောဆိုတဲ့သဘောမျိုးဖြစ်နေပါတယ်နွားရှိ
ထွန်ကျူးတဲ့စကားဖြစ်နေပါတယ်နောက်တက်လာမဲ့နွားကဘယ်နေမှမသိသေးဘူးထွန်လုံးကလမ်းပေါ်ကိုရောက်နေပါပြီဒေါ်ဆန်းစုကြည်ရဲ့လက်ရှိအခြေအနေကိုထင်ဟပ်ဖော်ပြနိုင်တဲ့ထုတ်လွှင့်ချက်တစ်မျိုးမျိုးဟာအခုချိန်မှာမဖြစ်မနေလိုအပ်လာပါပြီလက်ရှိအခြေအနေကိုထင်ဟပ်ဖော်ပြနိုင်တဲ့ထုတ်လွှင့်ချက်ဆိုတာမျိုးကတော့ဓာတ်ရိုက်ထုတ်လွှင့်ချက်လိုဟာမျိုးဒါမှမဟုတ်ရင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အတိမိတ်ဆွေမိသားစုဆွေမျိုးစတဲ့ယုံကြည်လောက်ရတဲ့လူပုဂ္ဂိုလ်တရားရောက်နဲ့တွေ့ခွင့်ပေးပြီးတော့အတီးပြုတ်ပေးတာမျိုးလိုအပ်ပါတယ်ဗီဒီယိုတို့ဓာတ်ပုံတို့ထုတ်ပြရုံနဲ့တောင်မှအဲ့ဒီဓာတ်ပုံအဲ့ဒီဗီဒီယိုဟာအခုလောလောဆယ်ရိုက်ထားတဲ့ပုံဟုတ်မဟုတ်ဆိုတာအများကြီးစဉ်းစားစရာတွေရှိနေပါတယ်တကယ်ဆိုလို့ရှိရင်လူခွင့်ရေးအကျဉ်းသားအခွင့်အရေးနဲ့အညီသူ့ကိုမိသားစုနဲ့တွေ့ခွင့်ပေးဖို့အလွန်သင့်ပါတယ်ဒါဟာဘာမှမဟုတ်တဲ့အသေးဆုံးအနေဆုံးလူခွင့်ရေးအကျဉ်းသားအခွင့်အရေးပါဒါကိုမပေးတာကတော့တမင်ညစ်ပတ်ထားတယ်ဆိုတဲ့သဘောမျိုးတက်ရောက်ပါတယ်အဲ့ဒီအခွင့်အရေးကိုတောင်မှလုံးဝအမှောင်ချပိတ်ပင်ထားတာဟာတိတ်ရုပ်ပြက်ပါတယ်စေအုပ်စုရဲ့ဂုံတိတ်ခါကိုလည်းအလွန်အမင်းကြဆင်းစေပါတယ်အဲ့လိုတိတ်ခါအကြခံပြီးဘာကြောင့်ခေါင်းမာနေတာပါလဲဒါကိုကစဉ်းစားစရာတန်တရားဖြစ်စရာဖြစ်နေပြန်ပါတယ်ကျွန်တော်တို့ Think Media ရဲ့ဗီဒီယိုတွေကိုတစ်ခုလုံးကူးယူတာဖြတ်တောက်ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူးမေတ္တာရက်ခံပါတယ်အဲ့ဒါလို့ခိုးကူးပြန်တင်လုပ်တာတွေဟာမီဒီယာရဲ့ယက်တီရဲ့အတွက်ကြီးကြီးမားမားအဟံအတားအနှောက်အယှက်ဖြစ်လာနေပါတယ်ပြည်သက်များအနေနဲ့လည်းခိုးကူးပြန်တင်တာတွေကိုအားမပေးကြဘဲနဲ့မူရင်း TM Media YouTube မှာသာကြည့်ရှုအားပေးခြင်းအပြင်မီဒီယာရေးရှည်ယက်တီနိုင်ရေးကိုအားပေးကူညီကြပါလို့မေတ္တာရက်ခံပါတယ်ခင်ဗျာဒါအပြင်ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့အ ਨੇ ဆုံးနိုင်ငံခြားတိုင်းပြည်3ခုလောက်ကစေအုပ်စုစီမှာမေးမြန်းစုံစမ်းနေတယ်လို့လည်းသိရပါတယ်အဲ့ဒါလို့နိုင်ငံခြားတိုင်းပြည်တွေကတရားဝင်မေးမြန်းပါရဲ့နဲ့ဘာကြောင့်မဖြေကြနိုင်တာပါလဲအခုလိုကိုမေးကိုဖြေအင်တာဗျူးထုတ်လိုက်တာဟာအဲ့ဒါလို့နိုင်ငံခြားတိုင်းပြည်တွေကမေးတာကိုတရားဝင်မဖြေကြနိုင်လို့တစ်ဖက်လက်နဲ့ဖြေလိုက်တယ်လို့ပဲယူဆရမယ်သဘောမျိုးဖြစ်နေပါတယ်ဒီတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေဟာသူတို့မဖြေဘဲနေလေပို့ပြီးတော့စိုးရိမ်စရာကောင်းနေပါပဲမဖြေတာကြာနေလေပို့ပြီးတော့စိုးရိမ်စရာကောင်းနေပါပဲဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေကိုဖိအားပေးမေးမြန်းမှုတွေပုံသဏ္ဍာန်မျိုးစုံနဲ့ပြုလုပ်သင့်ပြီလို့ဆိုချင်ပါတယ်ဒါဟာအကျဉ်းသားအခွင့်အရေးလူအခွင့်အရေးလည်းဖြစ်ပါတယ်မြမနိုင်ငံရေးရဲ့တစိမ့်တဒေသတော်တော်လေးကြီးတဲ့တစိမ့်တဒေသလည်းဖြစ်ပါတယ်လူလူဖိအားနဲ့မေးမြန်းတဲ့နီး online လှုပ်ရှားမှုနဲ့မေးမြန်းတဲ့နီးတန်တမန်နီးနဲ့မေးမြန်းတဲ့နီးသူသား Kim Eric နဲ့ပူပေါင်းဆောင်ရွက်တဲ့နီးစတဲ့နီးလန်းပေါင်းစုံကိုအသုံးပြုသင့်ပါတယ်အချုပ်တော်ခံရသူတွေရဲ့ဘာဖြစ်နေမှန်းမသိတဲ့စိုးရိမ်စရာအခြေအနေအတွက်အပြစ်မရှိနေတဲ့လူတွေကတတ်နိုင်သလောက်ဆောင်ရွက်သင့်တယ်လို့အကြံပြုချင်ပါတယ်ခင်ဗျာ